မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုကိုမစခင်ကျွန်တော်မေးခွန်းလေးတစ်ခုလောက်မေးပြသည်တင်းနောက်ဆုံးချိန်တကယ်စိတ်အေးချမ်းကြတာဘယ်တုန်းကလဲဖုန်းထဲက notification တွေဘလို့ကိစ္စတွေဒါမှမဟုတ်သူများတွေငါ့ထက်တာကုန်ပြီလားဆိုတဲ့စိုးရင်စိတ်တွေမရှိမဲနဲ့ပေါ့အခု2026ခုနှစ်ထဲမှာကျွန်တော်တို့အားလုံးကအပြေးပြိုင်ပွဲတစ်ခုတည်းကိုရောက်နေတယ်လို့ပါပဲဖုန်းစကရင်ကိုပုတ်လိုက်တိုင်းသူများတွေရဲ့အောင်မြင်မှုတွေကိုမြင်နေရတော့ကိုဘွားကလည်းကြံခဲ့တယ်လို့ငါပဲတခုခုလိုနေတယ်လို့ခံစားနေရတတ်ပါတယ်တကယ်တော့အဲ့ဒီလိုခံစားနေရတာတင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်လည်းခံစားရတယ်ကျွန်တော်ဘေးကလူတွေလည်းခံစားရတယ်ကျွန်တော်တို့ဟာကဘာကြီးနဲ့အမြဲတမ်းကိုယ်နဲ့ဖြစ်နေပေမဲ့ကိုနဲ့တော့ပို့ပြီးဝေးကွာလာကြပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အစီအစဉ်ဟာခါတိုင်းလိုအပေါ်ရအားပေးစကားတွေပြောဖို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတကယ်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေစိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေနဲ့ဒါတွေကိုကြော်ဖြတ်ပြီးဘယ်လိုတည်ငြိမ်တဲ့အောင်မြင်မှုကိုတည်ဆောက်မလဲဆိုတော့ကိုအပိုင်းလိုက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်အတွင်းမှာကျွန်တော်တို့ဘာတွေပြောကြမလဲဆိုရင် social media ရဲ့ထောင်ချောက်ထက်ကနေဘယ်လိုရုံးထွက်မလဲစိတ်သက်ခိုင်မာဖို့အတွက်စရိုင်းသစ်စင်အယူဆတွေကိုဘယ်လိုသုံးမလဲခေတ်သစ်ငွေကြေးစီမံခန့်ခွဲမှုနဲ့မင်းနဲ့မဲလစင်အကြောင်းပြီးတော့တကယ်စစ်မှန်တဲ့လူမှုဆက်ဆံရေးတွေကိုဘယ်လိုတည်ဆောက်မလဲဆိုတာတွေပဲဖြစ်ပါတယ်တကယ်လို့သင်ဟာဘဝရဲ့လမ်းခွဲတစ်ခုမှာရောက်နေတယ်လို့ခံစားရရင်ဖြစ်ဖြစ်ဒါမှမဟုတ်အခုတည်းပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်လို့ပဲဖြစ်ဖြစ်ဒီဗီဒီယိုကတင့်အတွက်ပါဟုတ်ကဲ့ကျွန်တော်တို့ဘဝအကြောင်းတွေကိုအတူတူဆွေးနွေးကြည့်ကြရအောင်ပါကဲပထမဆုံးပိုင်းဖြစ်တဲ့ social media နဲ့ကျွန်တော်တို့ရဲ့စိတ်ချနေကိုစတင်ကြည့်လိုက်ကြအောင်ပါပိုင်းတဲ့ social media ထောင်ချောက်ထက်ကရုံထွက်ခြင်းကျွန်တော်တို့မနေ့မိုးလင်းလို့မျက်လုံးပွင့်လာတာနဲ့ပထမဆုံးလုပ်တာပါလဲဖုန်းကိုအရင်ကင်ပြီးကြတာပါပဲအဲ့ရတဲ့ကနေမထားသေးခင်မှာပဲ Facebook ဒါမှမဟုတ် TikTok ကိုပို့ရင်အခြားသူတွေရဲ့ဘဝတွေကိုစကြည့်မိကြတယ်တယောက်ကနိုင်ငံခြားမှာဝမ်းဖြစ်နေတယ်တယောက်ကကားသစ်ဝယ်လိုက်တယ်နောက်တယောက်ကတော့ promotion ရသွားပြန်ပြီအဲ့ဒီချိန်မှာကိုပြန်ကြည့်လိုက်တော့အဲ့ရထဲမှာလူကဖေဖဲနဲ့အဲ့ဒီမှာလည်းလှမ်းရှင်ချင်းဆိုတဲ့စိတ်ကစဝင်လာတော့တာပါပဲကျွန်တော်တို့မြင်နေရတာကသူတို့ပြချင်တဲ့ highlight တွေကောင်းဆုံးအပိုင်းစားတွေပါသူတို့ရဲ့အဆင်ပြေမှုတွေစိတ်ညစ်စရာတွေကိုဘယ်သူမှတင်လို့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကသူတို့ရဲ့အကောင်းဆုံးအချိန်နဲ့ကိုယ့်ရဲ့အဆိုးဆုံးချိန်ကိုတော့နှိုင်းယှဉ်ပြီးတဲ့အခါစိတ်ဓာတ်တွေကျလာတတ်ပါတယ်ဘာလို့ကျွန်တော်တို့တစ်ချိန်လုံးဖုံးမဲ့ပုတ်နေမိတာလဲလိုက်တစ်ခုရတိုင်းကွန်မန့်တစ်ခုရတိုင်းကျွန်တော်တို့အုံနောက်ထဲမှာဒိုပါမိုင်းဆိုတဲ့ပျော်ရွှင်စေတဲ့တက်တစ်မျိုးထွက်ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကခဏတာပါသူများတွေရဲ့တိမတ်ပြုမှုကိုလိုက်ရှာနေရင်းနဲ့ကိုယ့်ရဲ့တန်ဖိုးကိုသူများလက်ထဲထည့်ပေးလိုက်တယ်လို့ဖြစ်နေတတ်ပါတယ်ဒါဆိုရင်အဲ့ဒါတွေကိုဘယ်လိုကြော်ဖြတ်မလဲဒီထောင်ချောက်ထဲကနေထွက်ဖို့ကျွန်တော်အကြံပြုချင်တာ၃ခုရှိပါတယ်ဒီနေ့ကိုအနည်းဆုံးတစ်နာရီဥပမာအိတ်ခါနီးသို့မဟုတ်မနက်စောစောဖုန်းလုံးဝမကင်ပဲနေကြည့်ပါနံပါတ်1သင်ကိုစိတ်ချင်းချက်စေတဲ့အမြဲတမ်းနှိုင်းရှင်စိတ်ဝင်စေတဲ့အကောင့်တွေကိုunfollow လုပ်ဖို့ဝန်မလေးပါနဲ့နံပါတ်3သူများတွေဘာလုပ်နေလဲကြည့်မဲ့အစားငါဒီနေ့ဘာလုပ်နိုင်မလဲဆိုတာကိုပဲအာယုံပို့ဆိုင်ပါသတိရပါသင်ဘဝဟာတခြားသူတွေနဲ့ရှင်ပြိုင်ရမယ့်အပြေးပြိုင်ပွဲမဟုတ်ပါဘူးသင်ရဲ့တခုတည်းသောပြိုင်ဘက်ကမနေ့ကသင်ကိုယ်တိုင်ပဲဖြစ်ရပါမယ်ကိုရှင်ပြိုင်ခြင်းကသာအကောင်းဆုံးပါတခြားသူတွေရဲ့ဖန်သားပြင်ပေါ်ကဘဝကြီးကိုကြည့်ပြီးကိုယ့်ဘဝရဲ့ပျော်ရွှင်မှုကိုအဆုံးရှုံးခံလိုက်ပါနဲ့အပိုင်းနဲ့စိတ်သက်ကြံ့ခိုင်မှုနဲ့စရိုင်းသစ်စင်ဆိုတာဘာလဲကျွန်တော်တို့ပတ်ဝန်းကျင်မှာအရာကမြန်ဆန်းနေပြီးစိတ်ဖိစီးစရာတွေအရန်များပါတယ်အဲ့ဒီခါမှာရှေးဟောင်းဂရိနဲ့ယောမပညာရှိတွေအသုံးပြုခဲ့တဲ့စရိုင်းသစ်စင်ဆိုတဲ့အတွေ့ခေါ်ဟာအခု2026မှာပို့ပြီးတော့တောင်းအသုံးဝင်လာပါလဲလောကကြီးရဲ့လိုင်းတစ်ပိုးတွေကြားမှာကိုယ့်ရဲ့စိတ်လေကြီးမမြုပ်အောင်ဘယ်လိုထိန်းချောင်းရမလဲဆိုတဲ့လက်တွေ့အသုံးချပညာပါစရိုက်တင်အယူဆမှာအရေးကြီးဆုံးကငါဘာကိုထိန်းချုပ်လို့ရတယ်လဲဆိုတာကိုခွဲခြားတတ်ဖို့ပါဥပမာသင်အင်တာဗျူးတစ်ခု
သွားဖြေတယ်ဆိုပါစို့တင်အကောင်းဆုံးပြင်ဆင်သွားတာကတင်အပိုင်းဒါကထိန်ချုံလို့ရတဲ့အပိုင်းမှာဒါပေမဲ့သူတို့တင့်ကိုအလုတ်ခန့်မခန့်ဆိုတာကသူတို့အပိုင်းအဲ့ဒါကတင်ထိန်ချုံလို့မရဘူးထိန်ချုံလို့မရတဲ့အရာတွေစိတ်ပူနေတာဟာစွမ်းအင်ဖြုံးတိတာပါပဲဖြစ်ဖြစ်သမျှအကောင်းဆုံးအားလုံးကိုလက်ခံယုံနေမဟုတ်ပဲရှင်းမြတ်နိုးပါလို့ဆိုလိုတာပါခက်ခဲတစ်ခုကြုံလာရင်ဘာလို့ငါကြမှာဖြစ်ရတာလဲလို့တွေးမဲ့အစားဒီချိန်တွေကဘာသင်ပေးမလဲလို့ပြောင်းတွေးကြည့်ပါအစိတ်ကိုဆေးဖြစ်အောင်လုပ်လိုက်တဲ့သဘောပါပဲအဲ့ဒါတွေကိုလက်တွေ့ကျင့်သုံးနိုင်တော့နီလန်းစိတ်တူစရာဒါမှမဟုတ်ဝမ်းနည်းစရာတစ်ခုကြုံလာရင်ချက်ချင်းတုံ့ပြန်ခြင်းမပြုပါနဲ့4စက္ကန့်5စက္ကန့်လောက်တက်ပြင်းပြင်းရှူပြီးအောင်ထားလိုက်ပါအဲ့ဒီ4စက္ကန့်5စက္ကန့်အတွင်းမှာငါအခုဒေါသထွက်နေပြီဒါပေမဲ့ဒီဒေါသအတိုင်းငါတုံ့ပြန်မှာလားလို့ကိုမေးကြည့်ပါအဲ့ဒီခဏတာကြားခံနေလေးကတင့်ကိုစင်ကြင်တုံတရားရှိတဲ့သူဖြစ်လာစေပါလိမ့်မယ်မိတ်ဆွေလောကကြီးမှာကျွန်တော်တို့မထိန်ချုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကိုတော့ကျွန်တော်တို့ကိုယ်တိုင်ပိုင်ပါတယ်ပြင်ပကဖြစ်ရတွေကတင့်ကိုမနာကျင်စေနိုင်ပါဘူးအဲ့ဒီဖြစ်ရပေါ်ထားရှိတဲ့တင့်ရဲ့အမြင်ကသာတင့်ကိုနာကျင်စေပါလိမ့်မယ်အပိုင်းတော့ငွေကြေးဆိုင်ရာအမြင်သင့်တဲ့ minimalism ပတ်စံရှိခြင်းနဲ့ချမ်းသာခြင်းကျွန်တော်တို့ငယ်ငယ်ကတည်းကကြားဘူးတာကစာကြိုးစားအလုပ်ကောင်းကောင်းလုပ်ပတ်စံအများကြီးရှာဆိုတာပါပဲဒါပေမဲ့2026ခုနှစ်မှာအတိတ်ပဲဖွင့်ဆိုချက်တွေပြောင်းသွားပါပြီကားကောင်းစားစီးတယ်ဝတ်စားအမှတ်တစိတ်ဗရန်တွေဝတ်တယ်ဒါပေမဲ့ဒီအတွက်သူဟာတနေ့12နာရီအလုပ်လုပ်နေရပြီးအကျွေးတွေတင်ကောင်းတင်းနေနိုင်ပါတယ်ပတ်စံတဲ့အချိန်ရှိတာကိုဆိုလိုတာပါကိုလှုပ်ချင်တာကိုကိုပြစ်ချင်တဲ့အချိန်မှာလုပ်နိုင်တဲ့လွတ်လပ်ခွင့်ထီးတန်းရှိတာကိုတကယ်ချမ်းသာတာလို့ခေါ်ပါတယ်မလိုအပ်တာတွေကိုဖေထုတ်ခြင်းလူတော်တော်များများထင်တာကminimalismဆိုတာဘာမှမရှိတဲ့အခန်းလွတ်ကြီးထဲမှာထိုင်နေတာလို့ထင်ကြတယ်တကယ်တော့မဟုတ်ပါဘူး minimalismဆိုတာကိုယ့်အတွက်တကယ်အရင်ပါတဲ့အရာတွေကိုဖယ်ထုတ်ပြီးအရေးပါတဲ့အရာတွေအတွက်နေရာချမ်းသာပါဖုန်းသစ်ထွက်တိုင်းလဲရမယ်ဝတ်စားတွေဗီဒီယိုအပြည့်ရှိနေရမယ်ဆိုတဲ့အယူဆတွေကကျွန်တော်တို့ကိုစိတ်ဖိစီးစေုံနဲ့မကပဲပတ်စံတွေကိုလည်းကုန်စေပါတယ်မလိုအပ်တာတွေကိုမဝယ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့နေ့မှာသင်ဟာငွေကြေးလွတ်လပ်ခွင့်စီကိုခြေတလန်းစတင်လှမ်းလိုက်တာပါပဲတခုခုဝယ်တော့မယ်ဆိုရင်ဒါငါတကယ်လိုအပ်တာလားဒါမှမဟုတ်သူများရှိမှကြွားချင်လို့လားဆိုတာကိုကိုအမြဲမေးကြည့်ပါဒီမိကုန်းကတင့်ကိုမလိုလားအပ်တဲ့အကျွေးတွေကနေကယ်တင်ပေးပါလိမ့်မယ်လူတွေကဘယ် site ပတူမှာထည့်ရမလဲဘယ်ရှေ့ရဝယ်ရမလဲပဲစဉ်းစားနေကြတယ်ဒါပေမဲ့တကယ်တော့အကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုကကိုယင်းနှိမ့်မြုပ်နှံခြင်းပါဥပမာသင်တန်းတစ်ခုတက်ခြင်းစာအုပ်ဖတ်ခြင်းကျန်းမာရေးအတွက်အချိန်ပေးခြင်းဒါတွေကဘယ်တော့မှရှုံးမသွားမဲ့ယင်းနှိမ့်မြုပ်နှံမှုတွေပါကိုယ့်ရဲ့အရေးချင်းစကေးတက်လာရင်ဝင်ငွေကအလိုလိုလိုက်လာပါလိမ့်မယ်ပတ်စံဆိုတာကျွန်တော်တို့ရဲ့ဘဝကိုခိုင်းစေမဲ့သခင်မဟုတ်ပါဘူးကျွန်တော်တို့ဘဝကိုပိုကောင်းအောင်ကူညီပေးမဲ့အစီအကံပဲဖြစ်သင့်ပါတယ်minimalismကိုကျင့်သုံးပြီးကိုယ့်အတွက်တကယ်အဓိပ္ပာယ်ရှိတဲ့နေရာတွေမှာပဲငွေနဲ့အချိန်ကိုရင်းနှီးမြှုပ်နှံကြရအောင်ပါအပိုင်းလေးကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအတွက်အရေးကြီးဆုံးဖြစ်တဲ့လူမှုဆက်ဆံရေးနဲ့အထီးကျန်ခြင်းအကြောင်းပဲဖြစ်ပါတယ်2026ခုနှစ်ရဲ့ဤပညာတွေကြားထဲမှာလူတွေဘာလို့ပို့ပြီးအထီးကျန်လာရတယ်လဲဆိုတာကိုဆွေးနွေးမှာဖြစ်ပါတယ်အပိုင်းလေးလူမှုဆက်ဆံရေးနဲ့အထီးကျန်ခြင်းကျွန်တော်တို့ဟာတမိုင်းတစ်လျှောက်မှာအချင်းချင်းအချိတ်ဆက်အမိဆုံးခင်မှာနေထိုင်နေကြတာပါ Facebook Messenger Telegram တကမ္ဘာလုံးကလူတွေနဲ့စက္ကန့်ပိုင်းတွင်စကားပြောလို့ရတယ်ဒါပေမဲ့ထူးဆန်းတာကလူတွေကအရင်ကထက်ပိုပြီးအထီးကျန်တယ်လို့ခံစားနေရတာပါပဲ Print list ထဲမှာလူ9000ရှိပြီမဲ့တကယ်တမ်းစိတ်ညစ်လို့ရင်ဖွင့်ကျင်တဲ့အခါဖုန်းဆက်လိုက်ဖို့လူတယောက်မှမရှိသလိုခံစားဖို့ပါသလားဒါဟာကျွန်တော်တို့က quantity အရေးအတွက်ကိုပဲအာရုံစိုက်ပြီး quality ဆိုတဲ့အရေးတွေးကိုမေ့နေလို့ပါလူမှုဆက်ဆံရေးမှာကျွန်တော်တို့သတိထားရမှာကဘသူကတင့်စွမ်းအင်တွေကိုယူဆောင်သွားတယ်လဲဆိုတာပါပဲတင့်ကိုအားကုန်စေသူများတွေးလိုက်တိုင်းအတင်းပြင်းပြောသူအမြဲတမ်းညီးတွားနေသူတင့်ကိုအမြဲတမ်းအပြစ်တင်ဝေဖန်နေသူ
အားဖြည့်ပေးသူများတင့်ကိုအားပေးသူစိတ်ကူးသစ်တွေပေးသူတင်အမားလို့ရင်တော့နွေးနွေးထွေးထွေးတဲမက်ပေးတဲ့သူဘဝဆိုတာတူတူလေးပါမိတ်ဆွေဘဝဆိုတာတူတူလေးပါတင်ဘဝတွေကနေရာလွတ်တွေကိုအစိတ်တောက်ဖြစ်စေတဲ့သူတွေနဲ့မဖြေးလိုက်ပါနဲ့သူတို့ကိုဝေဝေကရှောင်လိုက်တာဟာစိတ်မကောင်းစရာမဟုတ်ပါဘူးကိုချစ်ရရောက်တာပါအထီးကျန်ခြင်းကိုရင်ဆိုင်ခြင်းအထီးကျန်တာနဲ့တယောက်တည်းအေးအေးဆေးဆေးနေတာမတူပါဘူးလူတွေကြားထဲမှာရှိနေပေမဲ့ကိုဘယ်သူမှနားမလည်ဘူးလို့ခံစားရတာကအထီးကျန်တာပါတယောက်တည်းနေပေမဲ့ကိုပြန်လဲဆန်းစစ်ပြီးစိတ်အေးချမ်းနေတာကဆိုလီကျူပါတယောက်တည်းနေတဲ့အလေးကျင့်ကိုဝင်မိပါကိုနဲ့တငယ်ချင်းဖြစ်အောင်ကြိုးစားပါအဲ့ဒီခါမှာတခြားသူတွေကနေအတိမတ်ပြုမှုကိုညှော်လင့်ရမလို့တော့ပဲပို့ပြီးယုံကြည်မှုရှိလာပါလိမ့်မယ်စစ်မှန်တဲ့ဆက်ဆံရေးတည်ဆောက်နည်းဒီတော့ကျွန်တော်တို့ဘာလို့ကြမလဲ small dot ထက်ဒီတော့ကိုချိန်ပေးပါနေကောင်းလားဆိုတာထက်ခုတလောဘာတွေစိတ်လှုပ်ရှားနေလဲဘာတွေစိုးရိမ်နေလဲဆိုတဲ့စကားဝိုင်းတွေကိုဖန်တီးပါဖုန်းကိုချထားပါတကယ်ချင်းတွေမိသားစုတွေနဲ့တွေ့တဲ့အခါဖုန်းကိုဘေးမှာခဏထားပြီးသူတို့ပြောနေတာကိုတကယ်နားထောင်ပေးပါဒါဟာတစ်ဖက်လူကိုပေးနိုင်တဲ့ခေါင်းဆုံးသောလက်ဆောင်တစ်ခုပါလူဆိုတာအုပ်စုနဲ့နေထိုင်ရတဲ့သတ္တဝါတွေပါကျွန်တော်တို့အောင်မြင်မှုတွေဘယ်လောက်ရအဲ့ဒီအောင်မြင်မှုကိုအတူတူဝမ်းသာပေးမဲ့သူမရှိရင်အတိတ်ပဲမရှိပါဘူးဒါကြောင့်တင့်ကိုတကယ်ချစ်တဲ့သူတွေတင့်ပေါ်စေနာထားတဲ့သူတွေကိုတန်ဖိုးထားပါကဲခုဆိုရင်ကျွန်တော်တို့ဘဝရဲ့အရေးကြီးတဲ့အစိပ်ပိုင်းလေးခုကိုဆွေးနွေးလို့ပြီးပါပြီဒီဗီဒီယိုထဲမှာပြောခဲ့တဲ့အချက်တွေကတင်းဘဝကိုချက်ချင်းကြီးပြောင်းလဲပြနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီအချက်တွေကိုဒီနေ့နည်းနည်းစီလက်တွေ့အသုံးချကြည့်မယ်ဆိုရင်တော့နောက်တစ်နေ့မှာသင်ဟာအရင်ကထပ်ပိုပြီးတည်ငြိမ်မယ်ပိုပြီးတော့ပျော်ရွှင်တဲ့သူတယောက်ဖြစ်လာမှာသိကြပါနဲ့ဘဝဆိုတာအမြဲတမ်းပြည့်စုံနေမှာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီမပြည့်စုံမှုတွေကြားထဲမှာပဲကျွန်တော်တို့ဟာအဓိပ္ပာယ်ရှိအောင်ရှင်းသန်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like and sharing လုပ်ခဲ့ပေးဖို့တောင်းဆိုကြရတယ်ဗျာပြီးတော့ဒီနေ့ပြောခဲ့တဲ့ချက်လက်တွေကဘယ်ချက်ကတင့်တဲ့အသုံးဝင်လဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ဗျအားလုံးပဲအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာ